မင်္ဂလာပါကျွန်တော် power point လေးကိုဆက်ဆွဲပါမယ်เนาะ2ကနေ VCC ပင်ကိုယူပါကျွန်တော်တို့ keyboard ကနေတက် key ကိုနှိပ်ပါဟောဒီမှာ12 volt DC okay ပေးပါနေရာချပါအခု keyboard ကနေတက် key ကိုနှိပ်ပါ5 volt DC okay ပေးပါနေရာချပါဟုတ်2ကနေ ground ကိုယူပါနေရာချပါ drive ထောက်ပြီး command ဖြောက်ပါ capacitor လေးတွေကိုဆက်ပါနေရာချပါမယ်တွဲဖို့ဘက်မှာတစ်လုံးဟုတ် plus minus မှားလို့မရပါဘူးဟုတ်ဒီဘက်က plus ဒီဘက်က minus နောက်တစ်လုံးကိုနေရာချပါမယ်2ဘာနဲ့ wire အောင်ယူပါဆက်ပေးပါခေါင်းပင်ကိုဆက်ပေးပါ capacitor လေးတွေကိုဆက်ပေးပါလိုက်ပြထောက်ပြီး command ဖြောက်ပါဒါဆိုရင်ကျွန်တော်တို့ power point လေးကိုဆွဲပြီးတော့ဟုတ်ပြီဒီ power point လေးကိုကျွန်တော်တို့ဒီအောက်က symmetric symbol ကိုဝင်ခိုင်းမယ်ဟုတ်ပြီကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့တွဲဖို့ဝင်တာဒီက5ဖို့ဝင်တာဒီက ground ဟုတ်ပြီကျွန်တော်တို့2ဘာကနေ power point ကိုယူပါ keyboard ကနေတက် key ကိုနှိပ်ပါမ net လို့ပါတယ်ဒီ net ရေကျွန်တော်ဒီ2ဘာ net level လေးရေကျွန်တော်တို့ဝါလက်လိုပဲကျွန်တော်တို့ချိတ်ဆက်တာအဲ့ဒီအတွက်ကျွန်တော်တို့ဒါလေးကိုတွဲဖို့ DC လို့ရေးလိုက်ပါမယ်တွဲဖို့ DC okay ဒါတွဲဖို့မပဲနေရာချပါဒီဘက်ကနေတက် key ကိုနှိပ်ပါ5 volt DC okay ပေးပါ2ဘာနဲ့ ground ယူပါလိုက်ပြထောက်ပြီး command ဖြောက်ပါ2ဘာနဲ့ wire လေးကိုယူပါမယ်ဆက်ပေးပါဒါကြောင့်ဆက်ပြီးသွားတယ်လိုက်ပြထောက်ပြီး command ဖြောက်ပါ2ဘာနဲ့ view ကိုတော့ပါ fill object ကို left click ပေးပါဟုတ်ပြီကျွန်တော်တို့ဆွဲပြီးသွားပြီ circuit diagram လေးကိုပြန်သွားစစ်ပါမယ်ကျွန်တော်တို့ဒီမှာကားတဲ့ circuit နဲ့ကားတဲ့ circuit တွေမတုံးဘူးဒီကောင်လေးကိုမတုံးဘူးဆိုတဲ့အကြောင်းကိုကျွန်တော် marking ပြထားတာပါမယ်နောက်2ဘာနဲ့ place ကိုတော့ပါ detected ကိုတော့ပါ generate no ERC ကို left click ပေးပါကားတဲ့ circuit တွေမှာ marking ပေးပါကားတဲ့ circuit တွေမှာ marking ပေးပါ right click ထောက်ပြီး command ဖြောက်ပါ2ဘာနဲ့ view ကိုတော့ပါ fill object လေးပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ main symmetric မှာ symmetric symbol လေးတစ်ခုရေးဆွဲလုပ်ပြီးတော့ပါပြီဒီ symmetric symbol ရေးဆွဲတဲ့အချိန်မှာဒီ connection လေးမှားလို့မရပါဘူး direction လေးမှားလို့မရပါဘူးတခြားတိစားပြီးဆွဲရပါမယ်နားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်